အိန္ဒိယသမုဒ္ဒရာထဲမှာ Google Map ပေါ်မှာတော့မြင်ရတဲ့ကျွန်းတစ်ကျွန်းရှိပါတယ်။ဒါပေမဲ့ဒီကျွန်းကိုအနားမကပ်ဖို့တော့ဥပဒေအရတားမြစ်ထားပါတယ်။ဘာကြောင့်လဲ။ဘာလို့ဒီနေရာကိုကမ္ဘာပေါ်ကအန္တရာယ်ရှိဆုံးကျွန်းလို့ခေါ်ကြတာလဲ။ဒီနေ့မှာတော့ကျွန်တော်နဲ့အတူ North Sentinel ကျွန်းရဲ့လှည့်ဝက်ချက်ကိုလေ့လာကြရအောင်။ဒီကျွန်းဟာAndamanကျွန်းစုတွေကကျွန်းသေးတစ်ကျွန်းဖြစ်ပါတယ်။ဒီကျွန်းပေါ်မှာ Sentinelese လို့ခေါ်တဲ့လူမျိုးစုတစုနေထိုင်ကြပါတယ်။သူတည်သနာယူဆချက်တွေအရသူတို့ရဲ့ပိုးဘေးတွေဟာနှစ်ပေါင်းထောင်ချီအောင်ပြင်ပကမ္ဘာနဲ့မဆက်သွဲပဲနေထိုင်လာခဲ့ကြတာဖြစ်နိုင်ပါတယ်။သူတို့ဘာသာစကားပြောလဲဘလို့ယဉ်ကျေးမှုတွေရှိလဲဘလို့နေထိုင်ကြလဲဒီအချက်လက်တွေအပြည့်အစုံမသိနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဟာပြင်ပလူတွေကိုမကြိုဆိုကြပါဘူး။နှစ်ပေါင်းများစွာအတွင်းသူဒေသနာတွေနဲ့အာဏာပိုင်တွေကဒီလူမျိုးနွယ်စုနဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့ကြပါသေးတယ်။အချို့အချိန်တွေမှာဝေးကနေပြီးတော့လက်ဆောင်ပစ္စည်းတွေခြားထားခဲ့ပေမဲ့တခါတရံမှာသူတို့ဟာစိတ်ဝင်စားကြည့်ကြပေမဲ့အများစုကတော့လေးနဲ့များတွေကင်ပြီးအနာမကက်နဲ့ဆိုတဲ့သဘောမျိုးပြသခဲ့ကြပါဒီအပြုအမူတွေကြောင့်သူဒေသနာတွေကသူတို့ရဲ့တီးခြားနေထိုင်လို့တဲ့ဆန္ဒကိုလေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်လူတော်တော်များများကဒီကျွန်းကိုအန္တရာယ်ရှိလို့တားမြစ်ထားရလို့ထင်ကြပေမဲ့အရေးကြီးတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်ဒီလူမျိုးနွယ်စုကခေတ်သစ်ယောဂတွေကိုခုခံနိုင်စရာမရှိနိုင်ကြပါဘူးဒါမဲ့အေးမီယောဂတော့သူတို့အတွက်အလွန်အန္တရာယ်ဖြစ်နိုင်ပါတယ်ဒါကြောင့်အိန္ဒိယနိုင်ငံအစိုးရကဒီကျွန်းနီးကိုတွားရောက်တာကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်ဒီဥပဒေဟာပြင်ပလူတွေကိုကာကွယ်ဖို့သာမဟုတ်ပဲဒီလူမျိုးနွယ်စုအသက်ရှင်နေထိုင်မှုကိုလည်းကာကွယ်ပေးဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒီနေ့အထိ North Sentinel ရဲ့ကျွန်းဟာကမ္ဘာပေါ်မှာလေးလာမှုအနည်းဆုံးနေရာတွေထဲကတစ်ခုဖြစ်နေသေးပါပဲကျွန်းရဲ့အတွင်ပိုင်းမှာဘာတွေရှိနေလဲဒီလူမျိုးနွယ်စုရဲ့နေ့စဉ်ဘဝဘယ်လိုဖြစ်မလဲဒီမိကုန်းတွေကိုအခုထိအတိအကျမဖြေနိုင်သေးပါဘူးဒါပေမဲ့အခုတော့သိကြပါတယ်ဒီကျွန်းရဲ့တန်ဖိုးက mystery ဖြစ်နေလို့မဟုတ်ပဲခေတ်သစ်ကမ္ဘာနဲ့အတူတဲ့ယဉ်ကျေးမှုတစ်ခုကိုလေးစားပြီးကာကွယ်ထားနိုင်တာကြောင့်ဖြစ်ပါတယ် North Sentinel ရဲ့ကျွန်းဟာစွန့်စားခီးသွားဖို့နေရာတစ်ခုမဟုတ်ပါဘူးလူသားသမိုင်းရဲ့ရှားပါတဲ့အမွေအနှစ်တစ်ခုဖြစ်ပါတယ်ကမ္ဘာကြီးကနေတိုင်းပြောင်းလဲနေချိန်မှာဒီကျွန်းပေါ်ကလူတွေကသူတို့ရဲ့ဘိုးဘေးတွေရဲ့နေထိုင်မှုပုံစံကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်ဒီလို mystery နဲ့ documentary video တွေကိုကြိုက်နေတဲ့ရင် Hand Journey ကို subscribe လုပ်ပြီးတော့နောက် video တွေမှာလည်းအတူလေ့လာသွားကြအောင်